အဲဒီဥယျာဉ်ချိန်ခါကလေးကဆုံးရှုံးသွားတဲ့လူသားတွေရဲ့ကနဦးတတဖူအခွင့်အာဏာကိုကျွန်တော်တို့ဆောင်းခွင့်ပြန်လည်ပြီးတော့ရရှိမယ်။စာရမဏေကတော့ဒီအရာတွေဖြစ်စည်းဖို့တစ်ချိန်လုံးကြိုးစားလာခဲ့တာပဲ။ဒါပေမဲ့ခရစ်တော်ဖျားလုံးဝမကြရှုံးရလေအောင်လှုပ်ဆောင်ခဲ့တဲ့အရာတွေကျွန်တော်တို့အဲ့ဒီအခွင့်ထူးကြီးကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်။မင်္ဂလာနံနက်ခင်းမှာဘုရားသခင်ကိုထူးပဲကျေးဇူးတင်ပါတယ်ဘုရားရှင်ရဲ့လမ်းပြပို့ဆောင်မှုကြောင့်ကျွန်တော်တို့ဒီနေ့နံနက်အချိန်ခါတိတိုင်အောင်ကောင်းမှပါဖြင့်ကျမ်းမာသွားနှုတ်ထခွင့်ရရှိပြီဒီနေ့ကဇွန်လ24ရက်ဖြစ်ပါတယ်ဇွန်လ24ရက်နေ့ကျွန်တော်တို့ကြားနာမယ့်နံနက်ရဲ့သတင်းစကားခေါင်းစဉ်ကတော့တလောကလုံးဤတရားသူကြီးမင်းဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်ကျမ်းပိုက်လေးတစ်ပိုက်ဥစွာဖတ်ကြရအောင်အေဖက်ဩဝါဒစာအခန်းကြီး9အပိုင်းငယ်29ထိုအသင်းတော်သည်တန့်ရှင်းလျက်အပြစ်ကင်းလျက်ရှိသည်ဖြစ်၍အညစ်အကြေးတင်ခြင်းအရေတွန့်ခြင်းမှစသည်တို့နှင့်ကင်းလွတ်သဖြင့်အတည်တင့်တယ်လျက်ရှိသောအသင်းတော်ကိုခရစ်တော်သည်မိမိအားဆန့်တအံ့သောငါနှုတ်ကပတ်တော်ရေ၌ဆေးကြောခြင်းအပြင်စင်ကြယ်တန့်ရှင်းစေမည်အကြောင်းထိုအသင်းတော်အဖို့လုံးဟာကိုစွန့်တော်မူ၏ကျမ်းပိုက်ကလေးကတော့စာကြောင်းတစ်ကြောင်းလောက်ကလေးနဲ့အင်မတန်မှပြည့်စုံတဲ့စကြဝဠာလုံးဆိုင်ရာဂေတင်ချင်းလုပ်ငန်းကိုဖော်ပြတာသွားတာအင်မတန်မှထိရောက်ပါတယ်ဖျားရှင်ဟာအသင်းတော်ကိုချစ်မြတ်လို့တယ်အသင်းတော်လို့ပြောတဲ့အခါမှာယုံကြည်သူအစုဝေးတစ်ခုဖြစ်ပြန်တယ်ဒီယုံကြည်သူအစုဝေးလောကအပြစ်သားတွေသူရွေးနှုတ်ထားတဲ့တန့်ရှင်းလာတဲ့ဒီအသင်းတော်အတွက်သူဟာဘလောက်ထိတောင်ချစ်လဲဒီအသင်းတော်ကိုတဲ့တင့်တယ်အသေးရှိတဲ့အသင်းတော်ခရစ်တော်ကိုဆက်တဖို့ဖြစ်တယ်အသင်းတော်ဟာသူတို့သမီးနဲ့လည်းပုံဆောင်ထားတဲ့ဒီသူတို့သမီးဆိုတဲ့အသင်းတော်တနည်းအားဖြင့်ဂျေရုဆလင်မြို့သစ်လို့လည်းကျွန်တော်တို့တစ်ဖက်မှာသိရတဲ့အရာတစ်ခုဟာဘုရားရှင်ကိုယ်တိုင်တို့တငယ်မင်္ဂလာဆောင်ပွဲမှာတွေ့ရမယ့်အရာဒီအရာအတွက်စင်ကြယ်တန့်စင်ပြီးတော့မှအညစ်အကြေးအရေးတွန့်ခြင်းနဲ့ကင်းစင်စေဖို့ရန်နှုတ်ကပတ်တော်ရည်နဲ့စီးကြောဖို့ရန်အတွက်ခရစ်တော်ဘုရားရှင်ကိုယ်တိုင်အသက်ကိုစွန့်ခဲ့တယ်လို့ဆိုထားတယ်ဒီအရာကစကြဝဠာလုံးဆိုင်ရာတရားစီရင်ခြင်းလုပ်ငန်းတစ်ခုပါပဲဘုရားရှင်ကလောကသားတွေကိုချစ်တယ်လောကသားတွေကိုရွေးနှုတ်ကယ်တင်ခဲ့တယ်တနေ့ကျရင်တရားစီရင်တဲ့နေ့ရက်ရောက်လာမယ်တရားစီရင်ခြင်းဆိုတာတရားတာကိုစီရင်တာဖြစ်ပါတယ်ယုံကြည်သူအားလုံးလူလားတောင်းတတဲ့အရာတစ်ခုဖြစ်တယ်အဲ့ဒီနေ့ကျရင်တရားသူကြီးကဘာတူလဲမမအောင်ဖြေရမယ်ဆိုလို့ရှိရင်တလောကလုံးကိုတရားစီရင်မဲ့တရားသူကြီးကအဲ့ဒီချိန်ကျရင်တရားသူကြီးဖြစ်လာမှာပါပဲဒီတော့အဲ့ဒီတရားစီရင်တဲ့နေ့မှာရှေ့နေအနေနဲ့လိုက်ပေးမဲ့ပုဂ္ဂိုလ်ကတော့ခရစ်တော်ဘုရားပဲဖြစ်ပါတယ်ကျွန်တော်တို့ဖတ်မှာမမယက်တည်ပေးမယ်အဲ့ဒီခါမှာယုံကြည်သူသားသမီးတွေအတွက်ကျွန်တော်တို့ဆုံးရှုံးခဲ့တဲ့အဲဒီဥယျာဉ်ကြီးကိုပြန်လည်ရရှိမယ်အဲဒီဥယျာဉ်ချိန်ခါကလေးကဆုံးရှုံးသွားတဲ့လူသားတွေရဲ့ကနဦးတတဖူအခွင့်အာဏာကိုကျွန်တော်တို့ဆောင်းခွင့်ပြန်လည်ပြီးတော့ရရှိမယ်စာရမဏေကတော့ဒီအရာတွေဖြစ်စည်းဖို့တစ်ချိန်လုံးကြိုးစားလာခဲ့တာပဲဖြစ်စည်းချင်ခဲ့တာပဲဒါပေမဲ့ခရစ်တော်ဘုရားအစီအစဉ်တကျလှုပ်ဆောင်ခဲ့တဲ့အရာတွေလုံးဝမကြရှုံးရလေအောင်လှုပ်ဆောင်ခဲ့တဲ့အရာတွေကျွန်တော်တို့အဲ့ဒီအခွင့်ထူးကြီးကျွန်တော်ရရှိမှာဖြစ်ပါတယ်ခရစ်တော်ဘုရားရှင်ကသူ့လူတွေအတွက်ခွင့်လွှတ်ခြင်းနဲ့စေကြောတန့်စင်ခြင်းလုပ်ငန်းကိုလှုပ်ဆောင်ရတာမကဘူးတဲ့ကိုရိုရဲ့တရားပလင်ပေါ်မှာသူနဲ့တူထိုင်ရမယ့်အခွင့်အရေးကိုလည်းပြင်ဆင်ထားတယ်လို့ဗျာဒိတ်ကျမ်းမှာဖော်ပြထားနေတယ်သခင်ယေရှုကသူ့ရဲ့ဂရုဏာတော်ကိုတောင်းခံနေတဲ့အချိန်စာရမဏေကတော့ဘုရားရှင်ရဲ့လူတွေကိုအပြစ်တင်ဆွဆွဲနေတယ်လိန်လေးတာကိုဝါသနာကြီးတဲ့စာရမဏေဟာသူ့ရဲ့မုဒ္ဒဝါဒအားဖြင့်လူသားတွေကိုပြစ်တင်ဆွဆွဲတယ်ဘုရားသခင်ကိုမကိုးစားဖို့ဖျက်တောက်ဖို့ရန်အတွက်တလည်းကောင်းပညာတော်ကိုချိုးဖောက်ဖို့အတွက်ရောဘုရားရဲ့မြတ်တာနဲ့လမ်းလွဲသွားဖို့အတွက်ပါအမျိုးမျိုးကြိုးစားလှုပ်ဆောင်နေကြတာကျွန်တော်တို့တွေ့ရတယ်သူ့ရဲ့လှုပ်ရှားမှုတွေကလည်းအမခမ်းပါပဲဒါပေမဲ့ခရစ်တော်သခင်ယေရှုကကျွန်တော်တို့ခွင့်လွှတ်ခြင်းခံရမလားမခံရဘူးလား
ခံထိုက်သလားမခံထိုက်ဘူးလားဆိုတဲ့အပေါ်မှာအာယုံထားတာထက်ယုံကြည်ခြင်းနဲ့နောင်တနဲ့တိုးဝင်လာတဲ့လူပေါ်မှာပို့ပြီးတော့အာယုံထားပါတယ်ကျွန်တော်တို့အနေနဲ့ဖျားရှင်ရဲ့ခွင့်လွှတ်ခြင်းကိုရမှာလားမရဘူးလားဆိုတဲ့အပေါ်မှာအာယုံထားရဖို့တဲ့ယုံကြည်ခြင်းအပြည့်နဲ့နောင်တနဲ့တိုးဝင်ချင်းကပ်ဖို့ကိုကျွန်တော်တို့ပို့ပြီးတော့လှုပ်ဆောင်ရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ချမ်းသာဘလို့ဖော်ပြတဲ့ဆိုဖျားသခင်နှစ်သက်သောရစ်မှုကတဲ့ကျိုးပဲ့သောစိတ်ပေသည်။အိုးဖျားသခင်ကိုတော်သည်ကျိုးပဲ့ကြေမွသောနှလုံးကိုညှင်းပယ်တော်မူပါလို့ဆာလံဆရာဆာလံ51အပိုင်းကြီး7မှာဆိုထားတယ်မလား။ဒီလိုမျိုးကျွန်တော်တို့ဆုတောင်းတဲ့အခါမှာကောင်းဝင်တမန်ကမနေ့ကကျွန်တော်တို့လေ့လာခဲ့တဲ့နန်းနဲ့ရတရင်စကားတွေကလို့ပဲတစ်ဖက်မှာပြစ်တင်ဆွဆွဲတဲ့စာတန်ကိုပြောဆိုပါလိမ့်မယ်။အိုးစာတန်ဘုရားသခင်ဒီတင့်ကိုဆုံးမတော်ပါစေတော့ဆိုတဲ့စကားကျွန်တော်တို့ဖက်ကနေပြီးတော့ကောင်းတမန်ကပြောဆိုပေးသွားမှာဖြစ်ပါတယ်။ခရစ်တော်ဟာကျွန်တော်တို့ဘက်မှာရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်အရာကိုကြောက်ဖို့လိုအပ်တော်လို့လဲ။ဘုရားသခင်သင်နဲ့တူရှိပါစေ။ကျေးဇူးတင်ပါတယ်။အခုကျွန်တော်တို့ဆုတောင်းမှုဖြစ်ပါတယ်။ယနေ့ကျွန်တော်တို့ဆုတောင်းတဲ့အခါမှာတတိယမဲ့ပုဂ္ဂိုလ်တွေကတော့ညီမငယ် Gracie ဖို့အတွက်ဆုတောင်းမှုဖြစ်ပါတယ်။သူရဲ့ဝေဒနာတွေလျင်မြန်စွာပျောက်ကင်းမှုအတွက်ဆုတောင်းမယ်။နောက်ညီငယ်စောဖို့တရားသူလည်းပဲကြံမှချင်းချူချတယ်လို့သိရတယ်။နောက်ကျွန်တော်ဆရာဦးဗန်ဖေဦးအတွက်ဆုတောင်းမှုဖြစ်ပါတယ်။နောက်ပါစတာကျော်ဆောင်ဝင်းတို့အတွက်သူတို့မိသားစုအတွက်ဆုတောင်းပေးဖို့ဖြစ်တယ်။နောက်ဒေါ်အေးမာဆိုတဲ့အတွက်လည်းဆုတောင်းပေးပါ။နောက်ဒီအကူတော့ဖတ်လို့နေရကိုစောဖာအတွက်လည်းဆုတောင်းပေးဖို့ဖြစ်ပါတယ်ခဏလေးဥညွတ်ပြီးတော့ဆုတောင်းကြရအောင်ကောင်းကင်ဘုံ၌ရှိသောဖာဗျာကိုရောကျေးဇူးတင်တယ်တာသမီးတို့နဲ့တူအမြဲတည်ရှိလမ်းပြပေးတယ်ယနေ့ချိန်ထိတက်အောင်ပို့ဆောင်ပေးတဲ့အတွက်ကြောင့်ဝမ်းမြောက်ပါ၏ဒီနေ့နဲ့ကိုရောတာသမီးတို့ဖွင့်ပြပေးတဲ့သတင်းစကားလည်းပဲတာသမီးတို့အထူးခွန်အားရပါတယ်ကိုရောရဲ့ညီသက်ချင်းအရောက်တဲ့ပုံမှာလည်းဆက်လက်ပြီးတက်ရောက်စေပါကိုရောရှင်ဟာတာသမီးတို့ဘက်မှာရှိနေမဲ့ရှိနေကြီးဖြစ်တယ်ကိုရောဖဖျားကိုရောရှင်ဟာတရားသူကြီးဖြစ်တယ်ယေရှုခရစ်တော်ဖျားကိုရောရှင်ဟာကျွန်တော်တို့ရှိနေကြီးဖြစ်တယ်စာရမဏေဆွဆွေးမှုတွေကိုကျွန်တော်တို့အားငယ်တိမ်ငယ်ပြီးတော့မှကိုရောနဲ့ဝေးကွာသွားဖို့အခွင့်အရေးမပေးပဲကိုရောနဲ့တို့အမြဲတမ်းအဆုံးတိုင်အောင်တည်ကြည်တဲ့သူတွေဖြစ်စေပါကျေးဇူးတင်တယ်အခုနာမကျမ်းဖြစ်တော်သူတက်ဆုတောင်းတဲ့အခါမှာလည်းပဲကိုရောရှင်ရဲ့သမီးညီမငယ် Gracie ဖို့အတွက်တော်၎င်းတို့နောက်ညီငယ်စောဖို့တရားအတွက်ဖြစ်စေဒီဆရာဦးဗန်ဖေဦးပါစတာကျော်ဆန်းဝင်းနောက်ဒေါ်အေးမာနဲ့ကိုရရဲ့သားဦးစောဖားတို့အတွက်လည်းဆုတောင်းလေးရှိတယ်ဖော်ပြတော့ကိုရရှင်သားသမီးအချင်းငယ်အရာတိုင်းပေါ်မှာကိုရရှင်ညီသက်ချင်းနဲ့တရားစီလျက်ခံစားသောယောဂဝိနာတည်တည်တိုင်းလျင်မြန်စွာတက်တာပျောက်ကင်းဖွယ်အတွက်လည်းကိုရှင်ကူညီမဆပေးပါကိုရလက်တော်စက္ကန့်နဲ့သားသမီးတို့ကိုရှင်စောင့်ရှောက်ရေးကိုရရှင်ရဲ့နှုတ်ကပတ်သမတရားထဲမှာအမြဲတမ်းယက်တည်နိုင်ဖို့အတွက်ကိုရသွန်သင်လမ်းပြပေးပါဒီစီစဉ်အားဖြင့်ကြည့်ရှုတဲ့ခွန်အားယူကြသောကိုရသားသမီးအယောတိုင်းပေါ်နိုင်လည်းပဲညီသက်ဝဲမြောက်ခြင်းကောင်းမှုလားဖျက်ဖျားတို့သွန်လောင်းပေးပါမည်ကြောင်းယေရှုခရစ်တော်ဘုရား၏နာမတော်အမိပြုပြည့်ယူသည်စွာဆုတောင်းပါသည်ဖပါဗျာအာမင်